ဒါကတော့ဒီနေ့အတွက်ပေါ့နော်ကိုတိုးပါတချို့ကိုပြောပြခြင်းဖြစ်ပါတယ်နံပါတ်1ကိုကြည့်မယ်ဆိုရင်တော့ခိုင်စံပေါ့နော်ပြုပြင်မှုမှန်မှုပေါ့နော်ပြုပြင်မှုမှန်ဆိုလို့ဆိုရင်ပို့ပြီးတော့ကောင်းအောင်လုပ်တဲ့ပုံစံလိုပါပဲပြောတာပေါ့နော်ဥပမာဆိုရင်စာကြောင်းကြည့်မယ်ဆိုရင် system ကိုခိုင်စံဆိုလို့ပေါ့နော်ဒီရဲ့ system ကိုပို့ပြီးတော့ဒီပြုပြင်မှုမှန်ပဲပေါ့နော်ကောင်းအောင်ပို့ကောင်းအောင်ပေါ့နော်ပြုပြင်မှုမှန်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နံပါတ်2ကအေကျော်ဆိုပါလဲဆိုရင်အကျိုးသက်ရောက်မှုတို့ဒီဩဇာပြောင်းမှုဆိုတဲ့အဓိပ္ပာယ်ရပါတယ်ရှာဥပမာစံကြည့်မယ်ဆိုရင်တော့ချက်ခိုင်ရဲ့အေကျော်အတိုင်းရချက်ခိုင်စားလူပေါင်းလောကပေါ့နော်လူမှုဘဝလူမှုပေါ်ပေါ့နော်ဩဇာသက်ရောက်စေတယ်ပေါ့နော်အဲဒီပုံနဲ့ပြောရဖြစ်ပါတယ်နံပါတ်3ကခက်ခုနဆိုတာက confirm လုပ်တာပေါ့နော်အတည်ပြုခြင်းပေါ့နော်ဥပမာစံကြည့်မယ်ဆိုရင်予約ကိုခက်ခုနしてください booking လုပ်ထားတာကိုဒီ confirm လုပ်ပါပေါ့နော်အတည်ပြုပါပေါ့ဒီလိုအဓိပ္ပာယ်ပြောဖြစ်ပါတယ်ပြီးနံပါတ်4ကရှင်းခုဆိုတာနက်ဆိုင်လို့ပြင်းထန်တော့ seriously ပေါ့နော်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဥပမာဆိုရင်ဒီမှာဆိုတော့ရှင်းခုနာမွန်တိုင်းဆိုရင်ဒီပြင်းထန်တဲ့ပြဿနာပေါ့နော်ဒီပြဿနာနက်ဆိုင်ဖြစ်တယ်လို့ဘာလို့အဲ့လိုမျိုးပုံစံတောင်းလို့ရတယ်ပေါ့နော်နံပါတ်5ကျတော့ချောဆယ်ပေါ့ချောဆယ်ဆိုညှိတာပေါ့နော်ကိုယ့်ရဲ့ဒီ schedule တွေပဲညှိတာတို့ time တွေပဲညှိတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဒီ meeting တွေညှိတာတို့ပေါ့နော်အဲ့လိုနေရာမှာတောင်းလို့ရပါတယ်ဥပမာဆောင်ကြည့်မယ်ဆိုရင်တော့ schedule တို့ချောဆယ်ဆိုလို့ပေါ့နော် schedule ကိုဒီညှိတယ်ပေါ့နော်အချိန်စရာကိုညှိတယ်ဆိုရင်လည်းပဲရပါတယ်